တိတ်ချစ်တဲ့အယံမုန်းနဲ့ disorganized attachment အချစ်နဲ့အမုန်းဒီနှစ်ခုဟာဆန့်ကျင်ဘက်လို့ထင်ရပေမဲ့တချို့လူတွေရဲ့နှလုံးသားထဲမှာအတူတူရှင်တွဲနေတတ်ပါတယ်။တယောက်ယောက်ကိုအယံချစ်မိသလိုသူ့ကိုပဲအယံကြောက်နေမိတယ်။နီးကျင်သလိုဝေးကျင်တယ်။ဆွဲထားခြင်းသလိုတွန်းထုတ်ခြင်းတယ်။စိတ်ပညာမှာတော့ဒီလိုဖြစ်နေတာကို disorganized attachment လို့ခေါ်ပါတယ်။လူတိုင်းရဲ့ပထမဆုံးချစ်ချင်းမေတ္တာဟာမိဘတွေစီကနေစတင်ခဲ့ပါတယ်။ဒါပေမဲ့တချို့ကလေးတွေအတွက်အဲ့ဒီချစ်ချင်းမေတ္တာကရောထွေးနေခဲ့ပါတယ်။ဥပမာမိခင်ကချစ်တယ်လို့ပြောပြီးရိုက်နှက်ဆုံးပါတယ်။ဖခင်ကချစ်ပေမဲ့အိမ်အောင်ရေးဖောက်ပြန်လို့ဆွန့်ခွာသွားတယ်။ချစ်တယ်လို့ပြောတာကတခြားလုပ်ရက်ကတခြားဖြစ်နေတယ်။ကလေးတွေအတွက်နားလည်ရခက်တဲ့အခြေအနေတစ်ခုပါ။အမေကငါ့ကိုချစ်တယ်တဲ့ဒါပေမဲ့ဘာလို့ငါ့ကိုနာကျင်အောင်လုပ်တာလဲ။အဖေကငါ့ကိုအရန်ချစ်တယ်ဒါပေမဲ့ငါ့ကိုထားခဲ့တယ်။မိဘတွေကငါ့ကိုချစ်တယ်ဒါပေမဲ့သူတို့နဲ့နေရတာကြောက်တယ်။ကလေးတွေကဒီလိုအတွေ့အကြုံတွေကိုနှစ်ပေါင်းများစွာရင်ဆိုင်လာရတဲ့အခါမှာသူတို့ရဲ့နှလုံးသားထဲမှာဘာတွေဆွဲကြံနေခဲ့လဲဆိုရင်ချစ်တယ်ဆိုတာနာကျင်ရတာပဲ။ယုံကြည်ရတဲ့သူကငါ့ကိုအန္တရာယ်ပေးမှနီးကပ်လာတဲ့သူကိုကြောက်ရတယ်။ဘယ်သူမှမယုံရဘူး။ဒါကြောင့်ကြီးလာတဲ့အခါဆက်ဆံရေးတွေမှာရှုပ်ထွေးတဲ့ခံစားချက်တွေဖြစ်ပေါ်လာတတ်ပါတယ်။တငယ်ချင်းတွေနဲ့ဆက်ဆံရေးမှာသူတို့ကိုအယံယုံကြည်ခြင်းနဲ့ဒါပေမဲ့ယုံရမှာကြောက်နေတယ်။သူတို့နဲ့အယံရင်းနှီးခြင်းနဲ့ဒါပေမဲ့အယံနီးကပ်လာရင်ထွက်ပြေးခြင်းနဲ့ချစ်သူနဲ့ဆက်ဆံရေးမှာသူ့ကိုအယံချစ်တယ်ဒါပေမဲ့သူငါ့ကိုဆုံးခွာသွားမှကြောက်တယ်။သူ့ကိုငါအနားမှာရှိစေခြင်းနဲ့ဒါပေမဲ့သူငါအနားကိုရောက်လာရင်ထွက်ပြေးခြင်းနဲ့သူ့ကိုအယံယုံကြည်ခြင်းနဲ့ဒါပေမဲ့သူငါ့ကိုနာကျင်အောင်လုပ်မှာစိုးရိမ်တယ်။တခါတလေချစ်သူကိုပိုင်ဆိုင်လိုက်ခြင်းနဲ့တခါတည်းမှာပဲလွတ်လပ်မှုကိုလည်းအယံတောင်းတနေပြန်တတ်တယ်။အဲဒါကြောင့်ဆက်ဆံရေးတွေတိဆောက်ရတာခက်ခဲလာတယ်။တခါတလေတစ်ဖက်သားကနားမလည်နိုင်တော့အောင်ဖြစ်သွားတတ်တယ်။တစ်ဖက်သူရဲ့အတွေးမှာမင်းငါ့ကိုချစ်တယ်ဆိုရင်ဘာလို့ငါနဲ့အဝေးမှာနေရတာလဲမင်းငါ့ကိုအရန်ချစ်တယ်ဆိုပြီးဘာလို့ထွက်သွားရတာလဲမင်းကအရင်ကငါအပေါ်တိတ်ကောင်းပြီးတယ်အခုဘာဖြစ်လို့အရန်ဆိုးသွားတာလဲဆိုပြီးတော့ပေါ့ဒီလိုအခြေအနေမျိုးကြုံနေရရင်ကိုချစ်သူကိုနားလည်အောင်ပြောပြထားပါငါမင်းကိုချစ်တယ်ဒါပေမဲ့ငါကြောက်နေတယ်ငါမှအတိတ်ကထံရရရှိနေတယ်ငါ့ကိုနားလည်ပေးပါအချိန်ပေးပါအရေးကြီးဆုံးကလေးနက်တဲ့တန်ရောစင်တွေမဖြစ်ခင်အချိန်ယူပါဆက်ဆံရေးတွေကိုဖြည်းဖြည်းချင်းတိဆောက်ပါတစ်ဖက်သားကိုလည်းအချိန်ပေးပါကိုလည်းအချိန်ပေးပါနှစ်စိတ်ခံစားချက်တွေကိုမှတ်သားလေ့လာပါဘယ်အချိန်မှာဘာကြောင့်စိတ်လှုပ်ရှားရတယ်လဲဘလို့အခြေအနေမှာဘာတွေခံစားရတယ်လဲဘာတွေကလှုံ့ဆော်မှုတွေဖြစ်စေတယ်လဲသုံးကိုကျင်နာမှုရှိပါအမားတွေလုံးမိရင်လည်းခွန့်လွတ်ပါဖြည်းဖြည်းချင်းလေးလာနေတဲ့သူလို့သတ်မှတ်ပါမိမိကိုယ်အပြစ်မတင်ပါနဲ့တိတ်ချစ်တဲ့အယမ်းမုန်းတယ်ဆိုတဲ့ခံစားချက်တွေဟာလူတစ်ယောက်ရဲ့ကလေးဘဝအတွေ့အကြုံကနေနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတွေဖြစ်ပါတယ်ကလေးတယောက်ကိုချစ်တယ်လို့ပြောပြီးအကြမ်းဖက်တဲ့အခါချစ်တယ်လို့ပြောပြီးဆွန့်ပစ်သွားတဲ့အခါချစ်တယ်လို့ပြောပြီးနာကျင်အောင်လုပ်တဲ့အခါအဲ့ဒီကလေးရဲ့နှလုံးသားထဲမှာချစ်ချင်းမေတ္တာအပေါ်အမြင်တွေရှုပ်ထွေးကုန်ပါတယ်။အဲ့ဒီကလေးကအရွယ်ရောက်လာတဲ့အခါလူတွေနဲ့ဆက်ဆံရေးတိဆောက်ရတာခက်ခဲလာပါတယ်။ချစ်ချင်းမေတ္တာနဲ့နာကျင်မှုတို့တွဲနေတတ်ပါတယ်။ယုံကြည်မှုနဲ့တန်တရားတို့ရောနှောနေတတ်ပါတယ်။ဒါပေမဲ့ဒါတွေကိုကုစားလို့ရပါတယ်။ပထမဆုံးလိုတာကကိုနားလည်ဖို့ပါ။ငါဘာကြောင့်ဒီလိုခံစားနေရလဲဆိုတာကိုသိအောင်လုပ်ရပါမယ်။နောက်ပြီးကိုယ်စိတ်ထဲကခံစားချက်တွေကိုအပြည့်မမြင်ဖို့လိုပါတယ်။ကိုယ့်ရဲ့ရှုပ်ထွေးတဲ့ခံစားချက်တွေကိုနားလည်ပါလက်ခံပါပြီးရင်ကုစားဖို့ကြိုးစားပါကိုယ့်အတွက်အချိန်ယူပါတကယ်လို့ကိုတယောက်တည်းမဖြေရှင်းနိုင်ဘူးဆိုရင်စိတ်ပညာရှင်တွေရဲ့အကူအညီကိုရယူသင့်ပါတယ်။ကျွမ်းကျင်သူတွေရဲ့လမ်းညွှန်မှုနဲ့အတူတဖြည်းဖြည်းချင်းပြောင်းလဲသွားနိုင်ပါတယ်။လူတိုင်းဒီပါဟာကလေးဘဝမှာစိတ်ပိုင်းဆိုင်ရာခက်ခဲတဲ့အခြေအနေတစ်ခုခုကိုခံစားခဲ့ရပါတယ်။တချို့အတွက်တာမန်ပါတချို့အတွက်ပြင်းထန်ပါတယ်။ဒါပေမဲ့အရေးကြီးတာကအဲ့ဓာတွေကိုလွန်ဆန်နိုင်ဖို့ပါ။
နှလုံးသားထဲကဒဏ်ရာတွေကိုကုစားဖို့အချိန်လိုပါတယ်စိတ်အနာတွေကိုပြေပြောက်စေဖို့နားလည်မှုနဲ့မေတ္တာလိုပါတယ်တိတ်ချစ်တယ်အယမ်းမုန်းတယ်ဆိုတဲ့အခြေအနေကနေငါလည်းတခြားသူတွေလိုပဲစစ်မှန်တဲ့ချစ်ချင်းမေတ္တာကိုပိုင်ဆိုင်နိုင်တယ်ဆိုတဲ့အခြေအနေထိရောက်အောင်စိတ်ရှည်လက်ရှည်ကြိုးစားဖို့လိုပါတယ်